လန်ဒန်မှာရောက်ရှိနေတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ21ရက်နေ့ကြာသပတေးနေ့တုန်းကတော့ Westminster Hall ခမ်းမကြီးမှာဗြိတိရှအထက်နဲ့အောက်လွှတ်တော်နှစ်ရပ်ပေါင်းကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်ဟောင်းတွေလက်ရှိဝန်ကြီးချုပ်နဲ့အတိုက်ခံခေါင်းဆောင်တွေပါလီမန်အမတ်တွေနဲ့ဧည့်သည်တော်တွေစုံစုံညီညီတက်ရောက်တဲ့ဒီပွဲမှာအခုလိုစကားပြောခွင့်ရတာဟာတကယ်ရှာရှာပါပါသမိုင်းဝင်ဂုဏ်ပြုချက်တစ်ခုဖြစ်ပါတယ်ဆိုတာကိုလွှတ်တော်ဥက္ကဋ္ဌ John Bercow ကလည်းအခုလိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Only a few international figures, Charles de Gaulle, Nelson Mandela, Pope Benedict XVI, and Barack Obama have spoken here. Today, Daw Aung San Suu Kyi will become the first figure အခုလိုလွှတ်တော်နှစ်ရပ်ပေါင်းကိုဒီနေရာမှာစကားပြောခဲ့မှုတဲ့သူဆိုလို့ပြင်သစ်သမ္မတ Charles de Gaulle ပုပ်ရဟန်းမင်းကြီး Nelson Mandela နဲ့သမ္မတအိုဘားမားတို့လောက်ပဲရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာဒီနေရာမှာစကားလာပြောခဲ့တဲ့ပထမဆုံးသောနိုင်ငံသားသူအမျိုးသမီးပထမဆုံးသောအာရှတိုက်သားပထမဆုံးသောနိုင်ငံခေါင်းဆောင်မဟုတ်သူတယောက်ဖြစ်ပါတယ်ဆိုတာကိုဂျွန်ဘာကိုကထုတ်ပြီးပြောကြားသွားတာပါ။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်စကားပြောတဲ့အခါမှာတော့သူဟာပြည်တိန်စီကနေမိတ်ဆွေတူဒန်းတူရည်တူမိတ်ဆွေတူအဖြစ်နဲ့လက်တွေ့ကြတဲ့အကူအညီတွေတောင်းကျင်ပါတယ်။ဒါကတော့မြန်မာပြည်ရဲ့ဒီမိုကရေစီဖြစ်ထွန်းမှုကိုကူညီအားပေးပါမြန်မာပြည်သူတွေအတွက်အခွင့်အလမ်းတွေဖန်တီးပေးတဲ့နေရာမှာကူညီပါဆိုတာကိုပြောကြားသွားပါတယ်။ဒေါ်ဆန်းစုကြည်ဟာပါလီမန်မှာစကားမပြောခင်လေးမှာပဲဗြိတိရှဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းနဲ့လည်းအမှတ်30ဒေါင်းနင်းလန်းနေအိမ်မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးသတင်းတောက်တွေရဲ့မေးမြန်းချက်တွေကိုလည်းဖြေကြားသွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့ဒေးဗစ်ကင်မရွန်းကမြန်မာသမ္မတဦးသိန်းစိန်ကိုလည်းဗြိတိန်ကိုလာဖို့ဖိတ်ကြားထားတဲ့အကြောင်းပြောခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ကလည်းဒါကိုသဘောတူပါကြောင်းပြောခဲ့ပါတယ်ပြီးတော့ BBC မြန်မာပိုင်းအစီအစဉ်ရဲ့အမေးကိုလည်းဒေါ်အောင်ဆန်းစုကြည်ကအခုလိုဖြေကြားခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်ပြောလို့ရှိပါတယ်အခုလည်း challenges ahead လို့လည်းပဲပြောပါတယ်အဲ့တော့ကိုရိုင်းအနေနဲ့ဘယ်လိုကိစ္စကို biggest challenge ပေါ့နော် reverse ပြန်ဖြစ်သွားမယ်နောက်ပြန်ဆုတ်သွားစေနိုင်မဲ့ challenge မျိုးပါဘယ်လိုဟာမျိုးလို့ကိုမြင်ထားပါလဲခင်ဗျစင်ခေါ်မှုတွေကဘာလဲဆိုတာပြောရမယ်ဆိုရင်တော့အများကြီးပါပဲဒါပေမဲ့အားလုံးခြုံငုံပြီးတော့တစ်ခုတည်းကိုဖြစ်အောင်လို့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကဒီအပြောင်းအလဲဖြစ်စဉ်မှာဆက်ပြီးတော့ယုံယုံကြည်ကြည်နဲ့ပါဝင်နိုင်ဖို့အဲ့ဒါဟာအကြီးဆုံးစိန်ခေါ်မှုပဲကျမတို့နိုင်ငံသူနိုင်ငံသားတွေကဒီဖြစ်စဉ်မှာဆက်ပြီးတော့ယုံယုံကြည်ကြည်နဲ့ပါဝင်မယ်ဆိုလို့ရှိရင်ကျမတို့ဟာမလွဲမသွေအောင်မြင်ပါပဲအဲ့ဒီစိတ်ဓာတ်ယုံကြည်မှုနဲ့စိတ်ဓာတ်ကိုထိန်းသိမ်းထားဖို့ဟာကျမတို့ရဲ့အကြီးဆုံးစိန်ခေါ်မှုပါပဲအဲ့ဒီဟာပြည်သူဟာကျမတို့ဘက်မှာရှိတဲ့အစိုးရကနေပြီးတော့နောက်ပြန်လှည့်မဲ့လှည့်ဖို့အရေးဟာအများကြီးခက်ပါလိမ့်မယ်ဒါကြောင့်ကျမပြောတယ်အကြီးဆုံးစိန်ခေါ်မှုဟာပြည်သူဟာကျမတို့နဲ့အတူတူဆက်ပြီးတော့ဒီလမ်းကိုရှောက်မယ်ဆိုတဲ့တန်တိတ်ထံမရင်းရိုင်အောင်လို့ကျမတို့ထိမ့်သိမ်းနိုင်လို့ပါပဲဖြစ်မနေ့ပိုင်းမှာတော့ဒေါ်ဆန်းစုကြည်ဟာဗြိတိရှအင်ရှင်မင်းသား Charles နဲ့ဇနီးသည်တို့ကိုသူတို့ရဲ့ Clarence ဆိုင်အိမ်တွေမှာတွားရောက်တွေ့ဆုံနှုတ်ဆက်ပြီးသူတို့ရဲ့ခြံဝင်းထဲမှာပဲအမှတ်တရ Magnolia တာတိုင်းမွေးပင်သစ်ပင်တပင်ကိုလည်းစိုက်ပျိုးခဲ့ပါတယ်